ကျွန်တော်ကတော့ဗျာညမလာတော့လေသူမအချက်ကိုစောင့်ရင်သူများအကျိုးဆောင်ကိုကျိုးအောင်မလားဆိုပြီးတော့သူမကိုထိုင်ဆောင်နေသေးပါပဲဗျာ Hey yo, what's up bro? ပြရတာဝမ်းသာရဗျာ ဟုတ်ကဲ့ပါကိုတို့ဘယ်လိုပွဲမလေးစီစဉ်ကြလဲခင်ဗျ ကိုကအောက်တုံးမှာဝယ်နေတာလေးလုပ်ချင်တာညီညာ ဟုတ်လူကြီးရောကိုတို့ဘယ်လောက်ခံမှန်းထားလဲကို အဲ့လေလိုရဲ့ရ 250 300အဲဝန်းကျင်ပါ 250တော့လောက်တော့ခမန်းထားညီညာ ဟုတ်ကျွန်တော်တို့ဒီမှာဒင်နာလုပ်လို့ရတဲ့အော်တို2နေရာတော့ရှိပါတယ်ကို ဟုတ်ကိုကလေဟိုတယ်ဘေးမှာလည်းလေတင်ထားတာတွေ့လို့one stop service ဆိုတာလေးကိုလေအဲ့လေးတစ်စိမ့်လောက်ရှင်းပြပြီးပေါ့အဲ့ဒီပဲစီစဉ် ဟုတ်ကျွန်တော်တို့ဟိုတယ်မှာတော့ one stop service အကုန်ရှိရပါတော့ one stop service ထဲမှာဘာတွေပါမလဲဆိုရင်တော့နေရာထိုင်ခင်းအစားအသောက် floral decoration makeup မင်္ဂလာဝတ်စုံ MC dry ice photo and video champagne နဲ့ wedding cake တို့ပါဝင်ပါတယ်ကို သဘက်တီကတော်တော်ဆုံးတာပဲ ဟုတ်ကဲ့ပါ တယ်လီတို့ဒီစီကောဟိုတယ်ပဲရွေးလိုက်တော့မယ် ကောင်းပါတယ်တကူချင်းလိုက်စီစဉ်ကြမလို့တော့လေဒီမှာအဆောင်ရတယ်ဆို အော်ညီလေးခုနကညီလေးပြောလိုက်တဲ့ထဲမှာအောက်တုံး2နေရာလို့ကြားလိုက်တယ်အဲ့ဒါဘာခွာချလဲမသိဘူး ဟုတ်ကဲ့ကျွန်တော်တို့အော်တို2နေရာဆိုတာကျွန်တော်တို့ပူးဆိုင်မြက်ခင်းပြင်နဲ့ greenland မြက်ခင်းပြင်ဆိုပြီးရှိပါတယ်ကိုပူးဆိုင်မြက်ခင်းပြင်မှာဆိုတော့ကျွန်တော်လူကြီး400လောက်ဆင်းတဲ့နေရာဖြစ်ပြီးတော့ greenland မြက်ခင်းပြင်မှာဆိုတော့ကျွန်တော်လူကြီး900လောက်ဆင်းတဲ့နေရာရှိပါတယ်ကိုတို့ဘယ်လိုနေရာမျိုးလေးမှာစီစဉ်ကြမှာလဲခင်ဗျ အော်2နေရာသလုံးတော့ကျေသားပဲ12လပိုင်းလေးရောပွဲတွေညားနေလားညီလေး ဟုတ်ကဲ့ပါကိုဆက်လာပိုင်းထဲမှာတော့လက်ခံထားတဲ့ပွဲတွေကတော့ရှိနေကိုတို့ဘက်ကနေပြီးဆက်လာပိုင်းနေရာလေးကိုပွဲလေးချင်းမကိုစီစဉ်ထားလဲခင်ဗျ တယ်လီကိုပဲရဲ့လေ ချစ်သူတက်တဲ့နဲ့12နှစ်ပြည့်ပြီဆိုတော့ကိုရဲ့12လပိုင်း12ရက်လေးကိုပဲတတ်မှတ်လိုက်မယ်မှတ်ရဒိတ်လေးဖြစ်သွားတာပေါ့ anniversary မှတ်ရဒိတ် 12လပိုင်း12ရက်လေးရောပွဲလေးလုပ်လို့ကိုအဆင်ပြေပါ ဟုတ်ကဲ့ပါကိုခဏလေးတော့ကျွန်တော်တစ်ချက်တော့ကြည့်ပြပါ12လပိုင်း12ရက်နေ့အတွက်ရက်လေးရပါတယ်ကိုတို့အဲ့ရက်လေးကိုယူဖြစ်တာလား ရွေးဖြစ်တယ် တကယ်ကောင်းတဲ့ရက်လေးပဲเนาะတကယ်အမှတ်တရဖြစ်မဲ့တိတ်လေးကိုရွေးချယ်ထားတာ ။ညနဲ့မတွေ့ကြည့်ဘူး ဟုတ်ကဲ့ပါကိုအဲ့ဆိုရင်ကျွန်တော်ဒီတိတ်လေးကိုကျွန်တော်မှတ်ထားလိုက်တော့မယ်เนาะ မှတ်ထားလိုက်မှတ်ထားလိုက် ဟုတ်ကဲ့ပါကိုတို့ wedding လေးရွေးပြီးဆိုတော့လေကျွန်တော်တို့ဒီအောက်တိုးနေရာ2နေရာဖြစ်တဲ့ပူးဆိုင်နဲ့ green နေရာ2နေရာရှိရပါတော့အဲ့ဒီနေရာထဲမှာအခုတို့ဘယ်နေရာလေးမှာပွဲလုပ်ဖို့ရွေးချယ်ခြင်းလဲခင်ဗျ တယ်လီဘယ်နေရာကြိုက်လဲတယ်လီ ။ပူးလေးပဲရွေးလိုက်ပေါ့ကိုရဲ့ အဲ့ဖူးဆိုင်ပဲရွေးလိုက်တော့မယ်ညီ ဟုတ်အဲ့တော့ကျွန်တော်ပူးဆိုင်လေးကိုမှတ်ထားလိုက်မယ်เนาะကို ကောင်းတယ်အော်နာနဲ့ညီလေးမင်းရအောင်မယ် ဟုတ်ကဲ့ပါကိုဟုတ် ညမင်္ဂလာပွဲတာအသာဆုံးစီတင်ပြီးတော့ညီမအောင်ကောင်မလေးရှိရလားဘယ်တော့မင်္ဂလာဆောင်ပါလဲဘိုးလည်းဖေးဦး ကျွန်တော်ကတော့ဗျာညမလာတော့လေသူမအချက်ကိုစောင့်ရင်သူများအကျိုးဆောင်ကိုကျိုးအောင်မလားဆိုပြီးတော့သူမကိုထိုင်ဆောင်နေသေးပါပဲဗျာ အော်ညီလေးဘွားစားပါကွာ ဟုတ်ရပါတယ်ကိုဟုတ် ။ကိုရဲ့သူများကိုရှောက်စားမနေနဲ့တကူစစ်ဘယ်လိုပေးရမလဲဆိုတာပဲရွေးလိုက်တယ် ကိုတဘိုးစလေးဘယ်လိုလုပ်ပြရမလဲညီလေး ဟုတ်ရတယ်ကို deposit က cash လဲရတယ်ကျွန်တော် banking system နဲ့ရတယ်ခင်ဗျဘို့ဘယ်လိုစီမံနိုင်လဲခင်ဗျ အခုလည်းအပြင်သွားစရာလေးရှိလို့အခုရဲ့ Viber အကောင့်ထဲကို banking account လေးပဲပို့ထားလိုက်တော့ညီလေး ဟုတ်ရရလေအဲ့ဒါဆိုကျွန်တော်ပို့ထားပေးလိုက်မယ်လေကိုဟုတ် သွားလိုက်အောင်မညီလေးကကိုယ့်ရဲ့တယ်လီကရုပ်ရှင်ကြည့်နေတယ်ရုပ်ရှင်လိုက်ပြလိုက်အောင်မယ် ဟုတ်ကဲ့ပါကိုဟုတ် Nike ခင်းဆိုင်တော့ကိုအဲ့ဆို ဟုတ်ကဲ့ပါ